代国家加入ဆိုတော့သူရဲ့စမ်းကြွေကြီးကိုကြည့်တော့ခန်းကိုเนาะဒါလေးကじゃခန်းကိုဆိုရင်ကျမ်းမာရေးဆိုတော့ဒီစက်လုံးလေးကိုဘလို့ဝက်ကြလေးမှာသုံးရင်မှန်မလဲဆိုတာကိုဖတ်ကြည့်ရအောင်ပေါ့เนาะ一番が弟の成績がいつもより観光だったのでဆိုတော့ခန်းကိုဆိုတာကျမ်းမာရေးလေဟုတ်ပြီเนาะကျမ်းမာရေးဖြစ်တဲ့အတွက်ဒီလိုလူတွေဟိုတက်ရှိတွေရဲ့ကျမ်းမာရေးလို့ပဲသုံးမယ်ပေါ့เนาะအဲ့ဒါမှ तू ကအခု तू နဲ့တွဲပြီးတော့သုံးထားတဲ့ subject ကဘာကြီးဖြစ်နေလဲဆိုတော့စေစကိဆိုတော့ရလက်ရမှတ်ကတဲ့အမြဲတမ်းထက်ကျမ်းမာရေးကောင်းခဲ့တယ်ဆိုတော့ရလက်နဲ့ကျမ်းမာရေးနဲ့တွဲပြီးသုံးလို့ရလားမရဘူးဒါကြောင့်အဲ့ဒီမှာဆက်ပြီးတော့မဖတ်လဲရတယ်เนาะယောရှင်ဝါယောရိုကွန်တာတဲ့เนาะအဲ့ဆိုတော့ဒီစေးစေတီက e လို့ပဲသုံးတယ်ကွာအဲ့လိုမျိုးဒိုင်းနဲ့တွဲပြီးတော့မသုံးဘူးပေါ့เนาะဟုတ်ပြီနောက်တစ်ခုကကြတော့ဆိုဖူは毎日運動をしているから今までとても観光だဟုတ်ပြီဒါဆိုတော့ကြတော့အဖိုးကတဲ့အမြဲတမ်း on those day လို့ဆိုတော့ဒီကိုလက်လှရှာအားကစားလုပ်တာကြောင့်မလို့အခုချိန်ထိအလွန်ကိုပဲကျန်းမာတယ်ဒါဆိုတော့ကျန်းမာတယ်ဆိုတာကခုနကဆန်းစီပြောတဲ့လူတွေလေတက်ရှိတယ်အဲ့လိုမျိုးဖြစ်ရမယ်သုံးထားတဲ့ subject ကလည်းမှန်တယ်ပေါ့နော်ဒါဆိုတော့ဒါလေးကအဖြစ်မှန်ဖြစ်နိုင်ခြင်းရှိတယ်နောက်ထပ်စမ်းပန်နဲ့ရုံးပန်ဆက်ပြီးဖတ်ကြည့်ပြီးတော့တေးချအောင်လုပ်ကြည့်မယ်ပေါ့နော်မယနီအားတို့အိုကီနာဘီရူကဖူရူကေဒိုခန်ကိုဒါဆိုတာဆိုတော့ကြတော့အရင်တော့တဲ့မယနီအိုကီနာဘီလို့ဆိုကြတော့ညီတော့ရှိခဲ့တဲ့ကြီးမားတဲ့အစာအုပ်တဲ့ဒီမှာလဲသူနဲ့တွဲသုံးထားတဲ့ subject ကြီးကဘီရူဖြစ်နေတယ်အစာအုပ်ကြီးကကျမ်းမာတယ်မကျမ်းမာဘူးလို့သုံးလို့မရဘူးလေနော်ပြီးတော့နောက်တစ်ခါကျတော့ cycling ပါဆိုကွန်ကခန်းကိုသေးဝနိုင်ကွန်ပျူတာနဲ့ခန်းကိုနဲ့လေကွန်ပျူတာကကျမ်းမာရေးဆိုပြီးတော့လေမသုံးဘူးဒါကြောင့်မလို့ဒီ sofu ဆိုတဲ့လူကပဲကျမ်းမာရေးကောင်းတယ်လို့ရှိမှလေဒါကြောင့်နိဗ္ဗာန်လေးကအဖြေမှန်ဖြစ်သွားပါမယ်ဟုတ်ပြီနော်ဆိုတော့ကြတော့နောက်ထပ်တစ်ခုကြည့်ပါမယ်နောက်ထပ်တစ်ခုကကြတော့ကွန်မန့်ဆိုင်ဒါလေးအရင်ဖြတ်လိုက်အောင်ပါနော်ဟုတ်ပြီဆိုတော့စန်ဂျူနိဗ္ဗာန်ကိုကြည့်မယ်ပေါ့နော်စန်ဂျူနိဗ္ဗာန်ကကြတော့တဲ့စန်ကဆိုတော့ပါဝင်ဆင်နွှဲတယ်သူကပွဲခန်းသားတစ်ခုခုเนาะအဲ့လိုအစည်းအဝေးတွေပိုင်းမှာပါဝင်ဆင်နွှဲတာမျိုးမှာသုံးတယ်ပေါ့နော်အဲ့တော့အီချီဘန်ကကြတော့高橋さんは今度の留学セミナーに参加しますかセミナーဆိုတော့ဒီလိုပွဲပဲလीเนาะအဲ့တော့高橋さんကဒီတစ်ချိန်လာမဲ့ဒီ留学セミナーเนาะအဲ့ဆိုတော့ဒီနိုင်ငံခြားပညာသင်ပွဲလုပ်မဲ့အဲ့ဒီセミナーမှာပါဝင်မှာလားဆိုတော့ဒါလေးကセミナーမှာပါဝင်တယ်ဆိုတော့သူကဖြစ်နိုင်တယ်ပေါ့เนาะနောက်တစ်ခုကကြတော့အဲ့ဆိုနိဗ္ဗာန်ဆမ်းပန်ရုံးပန်ဆက်ပြီးတော့ဖတ်ကြည့်မယ်ပေါ့เนาะ林の中に参加したら涼しくて気持ちがいいရဲ့ဆိုတော့ဒီတစ်တော်တွေကိုပါဝင်တယ်လို့သုံးကြမလို့လေတစ်တော်တွေကိုဝင်လိုက်တော့ high လို့သုံးရင်ရပြီပေါ့နော် high တာတာလို့သုံးလိုက်ရင်ရပြီဒီဟာစမ်းကနဲ့သုံးစရာအထိမလို့เนาะဆိုတော့ဒီဟာကတော့နိဗ္ဗာန်ကတော့မဟုတ်တော့ဘူးပေါ့နော်နိဗ္ဗာန်ကတော့မဟုတ်တော့ပါဘူးအဲ့တော့နောက်တစ်ခုကြည့်မယ်เนาะဟုတ်ပြီနောက်တစ်ခုကြည့်တော့ကြတော့တဲ့စမ်းပန်ပေါ့နော်စမ်းပန်ကကြတော့ဗာလဲဆိုတော့昨日タクシーに乗った時渋滞に参加してしまったမနေ့ကတက္ကစီစီးခဲ့တော့ပါเนาะ渋滞ဆိုတော့ကြတော့ရေကြောပိတ်ဆို့မှုမှာတဲ့ပါဝင်ဆင်နွှဲခဲ့တယ်အဲ့လိုမျိုး渋滞ရေကြောပိတ်ဆို့မှုမှာပါဝင်ဆင်နွှဲခဲ့တယ်ဆိုပြီးတော့လည်းသုံးစရာမလိုဘူးလေအတိတ်ပဲရှိနေเนาะပြန်လာတစ်ခါရုံးပန်ကကြတော့ねကိုကဝတရှင်の家族に参加しましたကြောင်လေးရတယ်ကျွန်တော်ရဲ့မိသားစုမှာတဲ့ပါဝင်လာခဲ့မိသားစုတွေကိုရောက်လာတယ်တို့ဘာလို့ဝင်လာတယ်တို့ပဲတော့မှဆန်းကနဲ့သုံးစရာမလိုဘူးဒါကြောင့်မလို့ဒီဆီမီနာမှာပဲဆန်းကဆိုတာသုံးလို့ရမယ်ပေါ့နော်ဒါကြောင့်မလို့အဖြေလေးကစန်ဂျူနိဗ္ဗာန်ရဲ့အဖြေကနံပါတ်1ဖြစ်သွားပါမယ်ရမယ်နော်ဟုတ်ပြီဒါဆိုကြတော့နောက်ထပ်ဆက်ပြီးတော့ကြည်ပါမယ်နောက်တစ်ဆက်ပြီးကြည့်တော့ဒီဟာလေးကကြတော့ချူဂျွန်းဟုတ်ပြီနော်ချူဂျွန်းဆိုတာကကြတော့ဒီအလဲပိုင်းပေါ့နော်လကေဂျွန်းဆိုလို့ရှိရင်လကုံပိုင်းနော်ချူဂျွန်းဆိုရင်လလဲပိုင်းပြောကြနောက်တစ်ခါကြတော့ဂျိုးဂျွန်းဆိုရင်လရဲ့အစပိုင်းနော်အဲ့လိုမျိုးအဲ့လိုခွဲထားတဲ့ပုံစံလေးနော်အဲ့ဆိုအဲ့လိုနေရာမှာသုံးမယ်ဒါဆိုတော့လိုက်ပြီးရွေးကြည့်ရအောင်အီရှိပန်ဆိုနိုကီဝါတဲ့ဟွန်ဒါနာနော်ချူဂျွန်းနီအာဒီမတ်စာအုပ်စင်ရဲ့ချူဂျွန်းလို့သုံးလို့ရလားမရပါဘူးเนาะစာအုပ်စင်ရဲ့သူကအလဲဆိုလို့ရှိရင်နက်ကဒါမှမဟုတ်ဒီအပေါ်အဲ့လိုပဲဥဝဲလိုပါတော့ဒါမျိုးပဲသုံးလို့ရမယ်ပေါ့เนาะဒါကြောင့်စာအုပ်စင်နဲ့ဒါနဲ့တွဲပြီးတော့သုံးလို့မရတဲ့အတွက်အီချီပန်မှားပါတယ်အဲ့တော့နောက်တစ်ခုကြည့်မယ်今日のサッカーは試合の中旬にタンに入りました
အဲ့ဆိုတော့ဒီနေ့ရဲ့ဘောလုံးပွဲရပါတော့ဘောလုံးကတဲ့ရှီအိုင်းတော့ချူကျွန်းနဲ့ပြိုင်ပွဲအဲ့ဆိုတော့ဒီပြိုင်ပွဲရဲ့ချူကျွန်းဆိုပြီးတော့လည်းအဲ့လိုကြီးမသုံးဘူးပေါ့နော်သူကဒီလာစမ်းပိုင်းတို့လာကုံပိုင်းတို့အဲ့လိုမျိုးဒီအချိန်နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဒါတွေမှာပဲသုံးတာအဲ့ဆိုစမ်းပန်ကိုကြည့်တော့ like it's not ချူကျွန်းနီခုနီရဲ့ခိုင်တို့စမိုဒီdesနောက်လာရဲ့နောက်လာနဲ့လေတွဲထားတယ်ချူကျွန်းဆိုလာအလေပိုင်းပေါ့နော်ရက်ဒီ17ရက်ကနေ20ရက်အတွင်းအဲ့ဒီဟာကိုချူကျွန်းလို့ခေါ်တယ်ပေါ့နော်အဲ့ဒီမှာနိုင်ငံကိုပြန်ဖို့ရည်ရွယ်ထားတယ်ဆိုတော့ like it's ဆိုတဲ့ဟာလေးလည်းမှန်နေတာဖြစ်တဲ့အတွက်ဒါလေးပဲအဖြစ်ဖြစ်နိုင်မယ်နော်ရုံးမှန်ကကြာဝတ္တရှိဝဝတ္တရှိဝစန်းနင်းခေါ်တိုင်းတော့ချူကျွန်းနဲ့ဒီလိုမျိုးကြီးလေလူတွေထဲမှာလည်းအဲ့လိုမျိုးအလေပိုင်းဆိုပြီးတော့မသုံးဘူးပေါ့နော်ကျွန်တော်က3ယောက်ရှိရတဲ့ထဲမှာဒါသူအလက်ကိုပြောချင်တာကွာအလက်ဆိုပြီးတော့ဒါမျိုးလည်းမသုံးပါဘူးဒါဒီအချိန်ကိုပဲဖော်ပြရတဲ့နေရာမှာသုံးတယ်နော်အဲ့ဆိုကြတော့စန်ဂျူဆန်ပြီးတော့ကြတော့နောက်ထပ်တစ်ပုတ်စန်ဂျူရုံးကိုကြည့်မယ်နော်ပြီးကြတော့အိုချီဇကုဟုတ်ပြီနော်အဲ့ဆိုတော့ကြတော့လိမ္မာတာဘာမှလည်းမတော်ဘူးအဲ့ဆိုတော့သူကကြတော့စိတ်တည်ငြိမ်နေပေါ့နော်တည်ငြိမ်နေဆိုတဲ့အတိတ်ပဲနောက်တစ်ခုကအဲ့ဆိုတော့သူ့ရဲ့ကြည့်ကြည့်အောင်ပေါ့နော်ရွေးရမယ်စာကြောင်းလေးကြည့်ကြည့်ရောခုနိုမီဆဲဝါတဲ့နင်ကီကအရုနောတဲ့အာဆာဟာယာကုမီဆဲနောမရဲ့နိဘိုးဆဲနောဟီတိုကအိုဂျီစိတ်တဲ့ဤလို့အဲ့ဆိုတော့ဒီဆိုင်ကားတဲ့လူကြိုက်များတယ်ပေါ့နော်လူကြိုက်များတဲ့အတွက်ကြောင့်လည်းမနက်စောစောကနေစပြီးရောတဲ့ဒီဆိုင်ရဲ့အရှိမလူတွေအများကြီးကတဲ့တည်တည်ငြိမ်ငြိမ်ရှိနေကြတယ်လူတွေအများကြီးကတန်းစီနေတယ်လို့ပဲဖြစ်မှာလीเนาะတည်ငြိမ်ရှိနေကြတယ်ဆိုရင်အဓိပ္ပာယ်ကမရှိတော့ဘူးဖြစ်သွားတယ်เนาะအဓိပ္ပာယ်ကောက်အောင်မှမသိဘူးဖြစ်သွားတယ်နောက်တစ်ခါကျတော့ခတ်တာဟွန်ကဖူကူရိုနီဟိုက်တာမမယူကာနီအိုချီစိတေရူဝယ်ခဲ့တဲ့စာအုပ်ကတဲ့အိတ်ထဲမှာထည့်ထားတဲ့အတိုင်းကြီးကျမ်းပြင်မှာတည်ငြိမ်နေတယ်တဲ့သူကတည်ငြိမ်နေဆိုတာစိတ်တည်ငြိမ်တာမှာပဲသုံးတာကွာဒီမှာဆိုလို့ရှိရင်သူနဲ့တွဲထားတဲ့စာအုပ်ဖြစ်နေတဲ့အတွက်ဒီမှာလည်းသုံးလို့မရဘူးဒါကခုနအီချီပန်လည်းမှားတယ်သူကလူကစိတ်တည်ငြိမ်တာတော့ဟုတ်တယ်ကွာဒီမှာကျတော့လူတွေတော့ဟုတ်တယ်ဒါပေမဲ့ तू ကသုံးရမဲ့အခြေအနေမှားနေတာမျိုးเนาะနံပါတ်1ကကြသုံးရမယ့်အခြေအနေမှားနေတယ်နံပါတ်2ကကြတော့သူ့ရဲ့တွဲသုံးထားတဲ့ subject ကြီးကိုမှားနေတာเนาะအဲဆိုပြီးတော့စမ်းပန်ကိုကြည့်တော့စုကိနာအုံငါကိုခီတေရူတိုကီကီမိုချီကအိုချီစီတေရူစိတ်တည်ငြိမ်တယ်လို့ခုနဆန်းလေးပြောလိုက်တယ်လေအဲဆိုကီမိုချီဆိုလုံးဝကွက်တီမှန်သွားပြီပေါ့เนาะကြိုက်တဲ့တေဂီတာကိုနားထောင်နေတဲ့အခါမှာစိတ်ကတည်ငြိမ်သွားတယ်ပေါ့เนาะစိတ်ကတည်ငြိမ်သွားတယ်ဆိုတော့ဒါလေးရပဲစမ်းပန်လေးရပဲအပြေမှန်ဖြစ်သွားပါပြီရုံးပန်ကကြတော့ဘာလို့မှရုံးပန်ကကြတော့တဲ့ဘာလို့မှလည်းကြည့်အောင်မချီနောအတော့ဝိဇမမချီနီကိုမီကတက်ဆန်အိုချီစိတ်တေလို့အမိုက်တွေကစိတ်တည်ငြိမ်နေဆိုပြီးသုံးလို့မရဘူးပေါ့နော်အမိုက်တွေပြန့်ကျဲနေတယ်ခြေရကတေလို့အဲ့လိုမျိုးပဲသုံးမယ်ပေါ့နော်ဒါဆိုကြတော့ရုံးပန်လေးမှားပါတယ်အပြေမှန်လေးရတော့စမ်းပန်ဖြစ်သွားမယ်ပေါ့နော်ပြီးတော့နောက်ဆုံးကကြတော့ဟိုဝဲတို့ကဟောင်းတာနော်ဟောင်းတာဖြစ်တဲ့အတွက်သူကဘသူကဘာဟောင်းတာခွေးတွေဟောင်းတာသုံးပါဘူးเนาะအဲဆိုတော့ကြတော့ဒီမှာကြည့်တော့ဆိုဖူနောအီယနောချီကာကူနောမိုရီဝါတဲ့အီရိုနာရှူရူီနောထိုရီကဟိုဲတေတို့ငှက်ကလေးတွေဆိုလို့ရှိရင်နာကုနဲ့ပဲသုံးတယ်လေအော်မြည်တယ်မြည်ဟီးတယ်ဆိုပြီးတော့အော်မြည်တယ်ဆိုတော့နိုင်တေတို့လိုပဲသုံးမယ်ပေါ့เนาะဒါငှက်နဲ့တွဲထားတာဖြစ်တဲ့ငှက်ကတော့သွားဟောင်းလို့မရဘူးเนาะဒါကြောင့်မှားပါတယ်နောက်တစ်ခုကယိုဒူနီနာတို့တိုထိုနာဒီယိုဒူနီနာတို့တိုတဲ့နာရီဆန်နော်အီနုကဟိုးတဲ့အီနုနဲ့တွဲသွားပါပြီဒါဆိုဒီထက်မှန်စရာမှန်မဲ့ဟာတော့မရှိတော့ဘူးပေါ့နော်ညရောက်လာပြီဆိုရင်လည်းဒီဘေးကရက်ကအိမ်ကပေါ့နော်ခွေးရဟောင်ပြီးတော့ဟောင်တော့ကြတော့ဥရုဆိုင်နားကြီးတယ်ပေါ့ဒါလေးကအဖြေမှန်ဖြစ်သွားမယ်နိဗ္ဗာန်ကအဖြေမှန်ပါစမ်းပန်ဘာလို့မှလဲကြည့်တော့ဝတ္တရှိဝမိုင်ဘန်မေဇာမရှိတိုကေကဟိုးဲတို့တိုကအိုကီတို့အဲဆိုတော့မေဇာမရှိတိုကေဆိုတော့ကြတော့နှိုးဆက်နိုင်ကလည်းမြည်တယ်လို့ပဲဖြစ်မှာလေဟောင်းတယ်လို့သုံးလို့မရအောင်เนาะဒါဆိုစမ်းပန်လေဒါကြောင့်မှားတယ်နောက်တစ်ခါကြတော့ကိုနိုမီဆဲဝါအစ်ဇမိုနီဂီယာကနာအင်ငါကူကဟိုဲတေတူအဲဆိုတော့တေဂီတာကလည်းဟောင်းလို့မရဘူးပေါ့เนาะတေဂီတာတန်ကိုခီကိုဝဲတေတူကြားရတယ်လို့ပေါ့ဒါမျိုးပဲသုံးလို့ရမယ်เนาะအဲဆိုတော့အဖြေမှန်လေးကအီနုနဲ့တွဲထားတဲ့နိဗ္ဗာန်ပဲအဖြေမှန်ဖြစ်သွားပါမယ်ဒါဆိုတော့2019 လပိုင်းအိုကွက်ရှိရဲ့ပထမအပိုင်းလေးပြီးသွားပါပြီဘုံဘိုးအပိုင်းလေးဆက်ပြီးရှင်းပြပေးပါမယ်အားရကတိုကိုဆိုင်မတ်